ဒါကတော့မြေပုံဖြစ်ပါတယ် ဟောတင်ပေါ်လေးတော့နေ so relax ကဲခွာတော့ကျွန်တော်ထွက်ပါတော့မယ်ခွာတော့မနေ့ကနေ့နား15ရှိပါပြီဆိုင်ကတော့ဖြစ်ပါတယ် let's go 他们俩叫你吧，来做了。没差价钱呢？啊？没差价钱。ကျွန်တော်ဒီဘက်တက်မှာပါ။ဆက်တက်နေပါပြီ။ခေကျွန်တော်တို့အခုတော့တောင်ပေါ်ရောက်နေပါပြီ။အနေရမှာပေါ့နော်။ဒီဘက်ကိုကြည့်အောင်။ဒီဘက်ဆိုရင်တော့တောင်တန်းဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့တောင်တန်းပါ။ကျွန်တော်ခုဆက်တက်ရမယ်။ Okay ခီးဆက်ကြအောင် Let's go ။ဟိုအောက်မှာဆိုသူများငါးများနေကြပြီးကျွန်တော်တို့ခုဟိုဒီဘက်ဆက်တက်မှာပေါ့နော်လမ်းတော့ရောက်နေပြီ Okay let's go ကျွန်တော်ခုဒီမှာဆိုရင်ဆက်သွားမယ်ပြီးရင်ဒီထီတောင်းအောင်ဖြစ်ပါတယ်Wow ဒီမှာပြင်နေမြင်ရတယ် so relax ကျွန်တော်ခါတလေကြလို့ရှိရင်ပေါ့ဒီလိုမျိုးနေရာကိုလာတင်နေပေါ့နော်ကျွန်တော်ကုန်းချောင်တွေမှာအလုပ်တွေမှာပဲကျွန်တော်တို့အများရှိနေလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်စိတ်ဖိစီးမှုတွေများတယ်ခါတလေကြလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ဒီလိုမျိုးခရီးပါထွက်ပေးကျွန်တော်ဒီလိုမျိုးပတ်ဝန်းကျင်လေးပေါ့နော်ပင်လေးတွေကိုကြည့်ပေးလို့ရှိရင်တော့ relax ဖြစ်စေတယ်ပေါ့နော်ခွန်အားရမ်းရှိစေတယ်ခုနကဆိုရမ်းမိုက်တယ်ဟိုဟာလေးဟာလေရေလိုင်းလေးထားနေပေါ့တော်လေးကမိုက်ပါနေရာတွေကတော့ cafe team ဖြစ်ပါတယ် coffee ဆိုင်ဖြစ်ပါတယ် Okay ကျွန်တော်တို့ coffee တော့မတောက်တော့ဘူးကျွန်တော်ပြန်ရအောင်ပါဆိုတော့ Okay ဆိုတော့ကျွန်တော်တို့ပေါ်ရောက်သွားပြီပေါ့နော်ရှုခင်းနေတော်တော်လေးတော့လာတယ်အဲ့တော့ကျွန်တော်တို့ခုကတော့ပြန်มาဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Bye bye